ဒီနေ့မှာတော့ UFC သမိုင်းမှာအလွန်ကိုအရေးပါပြီးမြန်မာပရိသတ်တွေအားလုံးစောင့်မျှော်နေကြတဲ့ပွဲစဉ်တစ်ခုအကြောင်းတင်ဆက်ပေးချင်ပါတယ်။ဒါကတော့မြန်မာကုံဆောင် Joshua Van နဲ့ဂျပန်ဖိုက်တာ Tacho Terra တို့ရဲ့ Flyweight Champion ဆုအတွက်ရှင်ပြိုင်မဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီပွဲဟာတာမန်ပွဲစဉ်တစ်ခုထပ်ပိုပါတယ်။အာရှသားဖိုက်တာ2ယောက် UFC ရဲ့အမြင့်ဆုံးအဆင့်ဖြစ်တဲ့ Champion ဆုအတွက်ပထမဆုံးအကြိမ်ရှင်ပြိုင်ရတာမို့အာရှ MMA လောကအတွက်တော့အကြီးမားဆုံးအခိုက်အတန့်လို့ပြောရမှာပါ။တစ်ဖက်မှာလည်းမြန်မာဖိုက်တာ Joshua Van ရဲ့အရှိန်အဝါနဲ့တစ်ဖက်မှာလည်းဂျပန်ရဲ့အရေးချင်းရှိတဲ့တိုက်ခိုက်ရေးသမား Terra တို့ထိပ်တိုက်တွေ့ကြတဲ့အခါဘသူက Champion ခါဘက်ကိုသိမ်းပိုက်သွားမလဲ။ဒီနေ့မှာတော့ဒီပွဲစဉ်ရဲ့ကြိုတင်ခန့်မှန်းချက်တွေသူတို့နှစ်ယောက်ရဲ့အားသာချက်အားနည်းချက်တွေကိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ Joshua Van အကြောင်းဆက်ပြောရအောင် Joshua Van ဟာသူ့ရဲ့လှုပ်ရှားမှုတွေအထူးသဖြင့်ဆွဲလုံး grappling နဲ့ clinch လုပ်တဲ့နေရာမှာအလွန်ကိုအားသာသူပါသူ့ရဲ့ရင်ဘတ်မှာရှိတဲ့ blaster ဆိုတဲ့တတူးနဲ့အတူသူ့ရဲ့တိုက်ခိုက်ပုံဟာကြည့်ရှုသူတွေကိုအမြဲတမ်းစိတ်လှုပ်ရှားစေပါတယ်။ Joshua Van ရဲ့အဓိကအားသာချက်ကတော့ never give up ဆိုတဲ့စိတ်ဓာတ်ပါပဲ။ခက်ခဲတဲ့အခြေအနေတွေမှာတော့အရှုံးမပေးဘဲပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိတာကိုသူ့ရဲ့အရင်ပွဲစဉ်တွေမှာကျွန်တော်တို့တွေ့ခဲ့ရပြီးပါပြီ။ Champion တယောက်ဖြစ်လာဖို့အတွက်အခြေခံကောင်းတွေအကုန်သူ့မှာရှိနေပြီးသားပါ။သူ့ရဲ့ striking ပိုင်းနဲ့ ground ပိုင်းဟာမျှတမှုရှိတာကြောင့်အခုပွဲမှာလည်းသူ့ရဲ့ပရိသတ်တွေကအနိုင်ရမယ်လို့အပြည့်အဝယုံကြည်နေကြပါတယ်။ဂျပန်က Terra ကတော့ Joshua Van အတွက်အတော်လေးစိန်ခေါ်မှုရှိတဲ့ပြိုင်ဘက်ပါသူဟာအမြန်နှုန်းမှာအလွန်သာလွန်ပြီးပြိုင်ဘက်ကိုအချိန်မရွေးအလဲထိုးနိုင်တဲ့ striking ပိုင်းကိုပိုင်ဆိုင်ထားသူပါအထူးသဖြင့်သူ့ရဲ့လှုပ်ရှားမှုတွေဟာခံမရခက်ပြီး Joshua Van အတွက်အနည်းအပေးနိုင်ဆုံးအချက်ပဲဖြစ်ပါတယ်။ပရိသတ်တွေအများစုကတော့ Terra ဟာဒီပွဲမှာအနိုင်ရနိုင်ခြေရှိတယ်လို့သုံးသပ်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့ Terra ရဲ့ပွဲဖက်တဲ့အမြင်နဲ့ပြိုင်ဘက်အပေါ်ဖိအားပေးနိုင်တဲ့စွမ်းရည်ဟာအတော်လေးမြင့်မားနေလို့ပါ။သူက Joshua Van ကိုသူ့ရဲ့ကွင်းထဲမှာဆွဲခေါ်သွားနိုင်မလားဆိုတာကတော့ပွဲနေ့မှာပဲအဖြေပေါ်မှာပါ။ဒီပွဲရဲ့အဓိကအချက်ကတော့အလှည့်ပြောင်းတွေပါပဲ။အတုံးမတော်တဲ့အချိန်မှာပွဲရလက်ပြောင်းလဲသွားနိုင်ပါတယ်။ Joshua Van ကအတွေ့အကြုံအရပိုပြီးရင့်ကျက်တယ်လို့ Terra ကတော့အားအင်နဲ့အမြန်နှုန်းကိုပိုပြီးအသုံးချလာမှာပါ။ Joshua Van အနေနဲ့ Terra ကိုဖမ်းချုပ်နိုင်မလားဒါမှမဟုတ် Terra က Joshua Van ရဲ့ခံစစ်ကိုဖောက်ထွက်ပြီးအနိုင်ယူမလားအရင်ပွဲစဉ်တွေမှာ Joshua Van ဟာတခါတလေ striking ပိုင်းမှာအနည်းငယ်အားနည်းချက်ရှိတတ်တာကိုတွေ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့ပြန်လည်တုံ့ပြန်နိုင်စွမ်းကတော့အံ့ဩစရာပါ။အခုပွဲမှာလည်းဒီလိုမျိုးပြန်တုံ့ပြန်နိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။အခုဆိုရင်ပရိသတ်ကြီးလည်းအမြင်ရှိကြမှာပါ။အာရှသား2ယောက်ရဲ့ဒီသမိုင်းဝင်ပွဲမှာဘသူက Champion ခါဘက်ကိုကိုင်းရောက်သွားမလဲကိုယ့်ရဲ့အကြိုက်ဆုံးဖိုက်တာကဘသူဖြစ်မလဲဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦး။ကျွန်တော်တို့မြန်မာပရိသတ်တွေကတော့ Joshua Van ကိုပဲအားပေးကြမှာအသေးချပါပဲ။ဒီပွဲဟာ UFC ရဲ့အကောင်းဆုံးပွဲတွေထဲကတစ်ခုဖြစ်လာဖို့သေချာနေပါတယ်။နောက်ထပ်လည်း MMA နဲ့ပတ်သက်တဲ့ပွဲစဉ်တွေကိုဒီလိုမျိုးစိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ channel ကို like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့ဦးအားလုံးပဲကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာ။